ပင်လယ်ပျော်တွေရဲ့ဘဝကပိတ်ဆက်မှုတွေနဲ့ပြည့်နှက်လိုနေပါတယ်။လာပေါင်းများစွာချစ်ခင်ရတဲ့မိသားစုနဲ့ဝေးကွာပြီးကမ္ဘာကုန်သွယ်မှုကွင်းဆက်မပြတ်အောင်ပင်လယ်ထဲမှာအလုပ်လုပ်နေခြင်းကအလွန်ကိုရဲရင်နဲ့ဆွန့်လွတ်မှုတွေလည်းဖြစ်ပါလေ။သို့ပေမဲ့ထောင်ပေါင်းများစွာသောမြမပင်လယ်ပျော်များအတွက်ဤဆွန့်လွတ်မှုတွေအပြင်ပုံမအနေရများသောအခြားစိန်ခေါ်မှုတရက်ဖြစ်တဲ့ခေါင်းပုံဖြတ်ခံရခြင်းဆိုတဲ့အခက်အခဲကိုပါထပ်ဆင့်ရင်ဆိုင်နေရပါသေးတယ်။မြန်မာနိုင်ငံမှာမှတ်ပုံတင်ထားသောသင်္ဘောသားပေါင်း3သိန်းကျော်ရှိပြီးမြဲတကယ်တမ်းအလုပ်လုပ်နေကြသူက3000ခန့်သာရှိပါလေ။ထို့ကဲ့သို့ခက်ခဲကြမ်းတမ်းတဲ့အခြေအနေမှာသင်္ဘောသား3000ခန့်သာတည်ငြိမ်တဲ့အလုပ်ကိုင်ခွင့်လန်းကိုရရှိကြပြီးမြဲဒီလိုအခြေအနေမျိုးမှာကိုပဲခေါင်းပုံဖြတ်မှုတွေခန်းစားနေကြတာလည်းဖြစ်ပါလေ။ကျွန်တော်သင်္ဘောသားညီကိုတွေဟာမတရားတဲ့စာချုပ်တွေမလောင်ကားတဲ့ဒုက္ခလာတာတွေမလုံခြုံတဲ့လုပ်ငန်းရဲ့အခြေအနေတွေကိုလက်ရှိကာလမှာကြုံတွေ့နေကြပါတယ်။ဤအခြေအနေကိုခွင့်ကောင်းကကျွန်တော်သင်္ဘောသားညီကိုများကိုနှစ်ပေါင်းများစွာမတမားရဲ့သင်္ဘောအေဂျင့်ကုမ္ပဏီများကသင်္ဘောသားများ၏အတန်အခွင့်အရေးနဲ့နိုင်ငံတကာဆိုင်ရှင်စံညွှန်းများနဲ့အညီရတဲ့ရတဲ့ကာကွယ်များကိုဂရုမစိုက်ပဲချန်နယ်ထားခဲ့ကြပါတယ်ဒီလိုမတရားမှုတွေကိုရင်ဆိုင်ခုခံတွန်းလှန်ဖို့သင်္ဘောသားများအတွက်နှုံရင်းချက်မိစားတစ်ခုထွန်းတောက်ခဲ့ပါတယ်အခုလိုခက်ခဲတဲ့အတွေ့အကြုံတွေခေါင်းပုံဖြတ်ခံရမှုတွေကိုကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့ခဲ့ရသူများကဒီခါတိမှုတွေကတော့တော်လောက်ပြီးငါတို့စီးလုံးကြရမယ်ငါတို့စုစည်းကြရမယ်လို့ကြွေးကြော်ပြီး2014ခုနှစ်ဇွန်လ3ရက်နေ့မှာလွတ်လပ်သောမြန်မာနိုင်ငံပင်လယ်ပျော်များအဖွဲ့ချုပ် iPhone ကိုတည်ထောင်ခဲ့ကြပါတယ်ကျွန်ုပ်တို့၏ရည်မှန်းချက်သည်အစကတည်းကရှင်းလင်းခဲ့ပြီးယနေ့ထိတိုင်မပြောင်းလဲပါပင်လယ်ပျော်များ၏ခွင့်အရေးများကိုကာဝယ်ရန်လုပ်ငန်းခွင်တွင်ဘေးကင်းလုံခြုံမှုရှိစေရန်ရတဲ့ရသည့်ခွင့်အရေးများကိုပြေဝရရှိစေနှင့်မျှတသောရုပ်ကျွေးများရရှိစေရန်စစ်မှန်သောလုပ်ငန်းခွင်လန်းများဖော်ဆောင်ရန်ကျွန်တော်တို့ဟာအထီးကျန်လုံသမားဘဝမှာစုပေါင်းနေရဖြစ်သူကူးပြောင်းလိုက်ကြပြီးတရားမျှတမှုအတွက်အတန်တန်နဲ့ထွက်နေကြပါပြီတရားဝင်အသိမှတ်ပြုခံရခြင်းများနှင့်အတူကျွန်တော်တို့၏လှုပ်ရှားမှုသည်ပုံမကြီးရလာခဲ့ကြပါသည်ကျွန်တော်တို့၏မှန်းချက်များကိုကောင်းတဲ့ဖော်ဆောင်နိုင်ရန်အတွက်ကြွေတင်းမှုချုပ်ဖြစ်ဥအောင်ကျော်လင်းနှင့်အတူဆရာဆက်သမှုရှိသောကော်မတီဖွဲ့ဝင်များကိုတင်မောသားကြီးကိုများမှတင်းချင်းညွတ်တဲ့ရွေးချယ်တင်မြှောက်ခဲ့ကြပါသည်ပင်လယ်ပြောင်များအတွက်တိုက်ပွဲဝင်နေကြသည်မှာကျွန်တော်တို့တစ်ဖက်မဟုတ်ဆိုတာကိုသိလာခဲ့ရပါတယ်ကျွန်တော်တို့ရဲ့ပင်လယ်ပြောင်ကြီးကိုများအပေါ်မှန်ကန်တဲ့ရည်တည်ချက်များကြောင့် idea အဖွဲ့ချုပ်ရဲ့ထောက်ခံမှုကိုရရှိခဲ့ပါတယ်ကျွန်တော်တို့ union ကိုစတင်တည်ထောင်ခဲ့သူဖြစ်တဲ့ဥရွှေထုံးအောင်နဲ့ idea အဖွဲ့ချုပ်တို့၏ခိုင်မြဲသောဗန်ကိုကူညီမှုဖြင့်ကျွန်တော်တို့ဒီကမ္ဘာလုံးဆိုင်ရာစည်းလုံးညီညွတ်မှုကိုရရှိခဲ့ပါတယ်ယခုအချိန်မှာတော့ iPhone ဒီခိုင်မာပြီးစီးလုံးညီညွတ်တဲ့အတန်တူကြီးအဖြစ်တည်ရှိနေပါပြီ။ iPhone အနေနဲ့ပင်လယ်ပျော်နှားရထိုက်တဲ့လေ့ကျင့်သင်ကြားရေးဥပဒေရေးရာအကူအညီနဲ့စုပေါင်းညှိနှိုင်းမှုစွမ်းအားများကိုပေးစွမ်းနေပြီးတည်တံခွဲခြားခံရခြင်းများကိုအတိုင်ဝန်းဖြစ်သို့၎င်းကြောက်ရွံ့မှုများကိုအားဖြစ်သို့၎င်းအောင်မြင်စွာပြောင်းလဲနိုင်ခဲ့ပါပြီ။ iPhone ဆိုတာအဖွဲ့အစည်းတမက်ကတစ်ခုထက်ပိုပါတယ်။ပင်လယ်ပျော်များအတွက် iPhone ဟာမိသားစုအနေနဲ့ရှိနေမှာဖြစ်ပြီး iPhone သည်မြန်မာသင်္ဘောသားများရဲ့အခွင့်အရေးမြန်မာသင်္ဘောသားများရဲ့အနာဂတ်လည်းဖြစ်ပါတယ်။ iPhone ကမြန်မာပင်လယ်ပျော်တိုင်းရဲ့အတန်ကိုအလေးထားပါတယ်။ဒါကြောင့်ကျမတို့ iPhone နဲ့အတူတူရပ်တည်လိုက်ပါ။ပင်လယ်ပျော်များအတွက်ပုံမကောင်းမွန်တဲ့ဘဝများရရှိအောင်တည်ဆောက်မှုမှာတသက်တအားပါဝင်နိုင်ဖို့ကျမတို့ iPhone ရဲ့ website ကိုဝင်ရောက်လေ့လာပြီး social media တွေမှာ follow လုပ်ထားပေးပါ iPhone နဲ့အတူစီလုံးပြီးပုံမကောင်းမွန်တဲ့ပင်လယ်ပျော်တွေဘဝကိုတည်ဆောက်ကြမယ်နော်။